ဖျားကိုခေါ်လို့ပြီးအခက်ခဲပြဿနာကြုံလာတိုင်းမှာငြိမ်သက်ခြင်းမရှိတာငါလေးပါကြောင့်လေဖျားသားသမီးတွေပါဆိုပြီးဆင်းရဲဒုက္ခတွေကြုံလာတိုင်းမှာငါလေးအားငယ်နေတာဘာကြောင့်လဲနာမလဲလဲချစ်ဝနေမယ်နာမလဲလဲဆုတောင်းနေမယ်နာမလဲလဲကိုးစားနေလိုက်မယ်နှုတ်ကပတ်တော်ကတိရှိထားတဲ့လေအားနဲ့ချင်းကိုနဲ့ပြေဆုံးတဲ့ငါရဲ့ကျေးဇူးသိဖို့လို့လောက်တဲ့ယာဆုတောင်းကနေလေတောင်းတဲ့ဆုတွေအပြည့်မရဘူးကွယ်ငါလေးချစ်ချင်နေသလိုပါပဲလေမျောလေးချင်တဲ့ရှင်နေလေတွေ့ရမယ်လောကဓမ္မခနိုင်ဘူးကွယ်ငါလေးငါကိုငါမနိုင်တော့ဘူးဘုရားခေဘေးရှိပေးနိုင်မယ်ဘုရားသခင်ပဲပေးမနိုင်မယ်ဘုရားသခင်ပဲမစားနိုင်မယ်သူနှုတ်ကပတ်တော်ကတိရှိထားတယ်လေတော့ရှိသမျှတော့လက်တဲ့အတဲသူတွေချမ်းသာခွေပေးမတဲ့